စင်မြန်ပြည်သမများအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ညမှာဆိုလို့ရှိရင် Premier League ပွဲစဉ်18အနေနဲ့ကျွန်တော်တို့ Arsenal အသင်းနဲ့ဒီ Brighton အသင်းနဲ့ကျွန်တော်တို့ည9:00နာရီပွဲမြန်မာစံတော်ချိန်9:00နာရီပွဲမှာရှင်မြန်ကစားကြမှာဖြစ်ပါတယ်ဒီပွဲကိုကျွန်တော်တို့ပွဲကြိုသုံးသက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Arsenal အသင်းအနေနဲ့ squad တက်ကလုံးဝ full squad တက်ဖြစ်နေပြီးတော့ဒီဂါဘီအလက်ကောင်ကလွှဲရင်ပေါ့လေ full squad တက်ဖြစ်နေတာကိုတွေ့ရပါတယ်အဲဒါကြောင့်မလို့ကျွန်တော် squad တက်အနေနဲ့လည်းကျွန်တော် Arsenal ကတာလွန်နေရာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါမဲ့လွန်ခဲ့တဲ့2ရက်ခွဲလောက်ကတော့ကျွန်တော်တို့ဒီခါဘောင်ဖလာအနေနဲ့ပဲလေးနဲ့ကျွန်တော်တို့ကန်ထားတဲ့အတွက်ကြောင့်မလို့ပွဲပန်းတာလေးတွေတော့အနည်းငယ်တော့ရှိမယ်ဒါပေမဲ့ဒါကတော့မပြောပါတော့ဘူးဒီ squad နဲ့ဆိုလို့ရှိရင်တော့ Brighton ကိုရှင်မြန်ကစားဖို့အတွက်အလုံလောက်တယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ပြီးတော့ကျွန်တော် Arsenal အသင်းအနေနဲ့ကကျွန်တော်တို့ Aston Villa ကိုရှုံးပြီးနောက်ပိုင်းဒီလေးပွဲဆက်လုံးကျွန်တော်တို့အနိုင်ရရှိထားတာကိုလည်းတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်စိတ်သက်အနေနဲ့လည်းခွန်အားပြည့်နေတယ်ပြီးတော့လူဝင်အားလည်းတောင်းနေတယ်ပြီးတော့ဒီတိုက်စစ်တွေလည်း injury ကနေပြီးတော့ပြန်သက်သာလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးကတော့ကျွန်တော်တို့ပြည့်ပြည့်ဝဝဖြစ်နေတယ်ပေါ့နော်ဒီပွဲပန်းတာကတော့ပွဲရဒီလိုပဲ Arsenal အသင်းဆိုတော့ပွဲဆိုတော့စက်တိုက်ကန်နေရဆိုတော့အပွဲပန်းတာလို့ရှိမယ်ဒါကမပြောပါတော့ဘူးကျွန်တော်တို့ Brighton ကိုကောင်းရှင်ပြိုင်နိုင်မှာပါအဲ့ Brighton ဘက်ကိုကြည့်အောင် Brighton ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့ကတပွဲပဲနိုင်ထားတယ်ပြီးတော့2ပွဲရှုံးထားတယ်2ပွဲတည်ရပေါ့နော်ရလကတော့တိတ်ပြီးအခြေအနေကောင်းတဲ့ပုံစံတော့မရှိဘူးအဲအကြောင်းလို့ဒီ Brighton အနေနဲ့ Arsenal ကိုရှင်မိကစားဖို့ဆိုတာကတော့ကျွန်တော်အနေနဲ့လုံးဝကိုဟိုနိုင်လိမ့်မယ်တော့ထင်မှုပါလေနော်အဲအကြောင်းလို့ Arsenal ကပဲနိုင်ရရှိသွားမယ်လို့ထင်တယ်ပြီးတော့ကျွန်တော်တို့ဒီရာသီမှာဒီ Brighton နဲ့ကျွန်တော်တို့တစ်ခါတွေ့ထားတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ခါဘောင်ဖလားမှာကျွန်တော်တို့ Brighton ကိုကျွန်တော် Arsenal က2-0နဲ့လည်းနိုင်ထားတဲ့ရှေ့မှာအချိန်လည်းရှိပြီးသားဖြစ်တယ်ဒါကြောင့်အခု EPL မှာဆိုလို့ရှိရင်ပွဲစဉ်18မှာ Arsenal ကပဲ3မှတ်အပြည့်ယူသွားမယ်လို့ကျွန်တော်အနေနဲ့ခန့်မှန်းမိပါတယ်ခိုးရလက်ဆိုလို့ရှိရင်တော့ခိုးရလက်ဆိုကျွန်တော်တို့3-0လောက်နဲ့ပဲဒီခိုးပြတ်နိုင်သွားမယ်လို့ထင်ပါတယ်ခင်ဗျပြည်သက်များလည်းဘယ်လိုတွေခိုးရလက်ထွက်လာမလဲဆိုတော့ကိုမန့်မှာရေးသားပေးတော့ကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခရစ်စမတ်ပါဗျ Merry Christmas ပါ